လောင်းကစားနဲ့မဟုတ်ဘဲနဲ့တကယ်ပတ်စံရတဲ့ game တွေအကြောင်းပြောမယ်တကယ်ကြီးကိုရလာလားအဲ့ဒါတော့ခင်ဗျားတို့ကိုယ်တိုင်စမ်းကြည့်မှာပဲသိမှာပေါ့နော်ဒါပေမဲ့ဒီနေ့ဗီဒီယိုမှာကကြတော့ပတ်စံထက်တန်မိုးကြီးတဲ့အသိပညာတွေကိုတော့ရနိုင်ပါလိမ့်အဲ့လေကွယ်ဆိုတော့ကျွန်တော်တို့ game ဆော်ရင်းနဲ့ပတ်စံရှာမယ်ဘယ်လောက်တောင်ကောင်းလိုက်လဲပေါ့နော်လူကြီးတွေပြောသလိုမျိုးအလုံးလုံးမှပတ်စံရတာမဟုတ်တော့ဘူးလုံးဝ dream job ကြီးပဲဒါပေမဲ့ပတ်စံဆိုတာအပင်ပေါ်မှာတီးတာမဟုတ်ဘူးဗျာဒီလားပတ်စံဆိုတာပေးတဲ့လူရှိတော့မှရတဲ့လူရှိတာဆိုတော့ဘသူတွေကအာရကို game ဆော်တာကိုပတ်စံလာပေးမှလဲအဲ့ဒီအကြောင်းလေးနည်းနည်းပြောရအောင်အရင်ကလည်းဒီအကြောင်းကိုကျွန်တော်ပြောဖို့စဉ်းစားဘူးတယ်ပြောရရင်အဲ့ဒီ game တွေကနေပတ်စံရတာကိုကျွန်တော်ကိုယ်တိုင်အယုံကြည်မရှိခဲ့ဘူးပတ်စံဆိုတာအနှက်ကြီးတယ်လေနော်ဘာမှပင်ပင်မမလုံးစရာမလိုဘဲနဲ့ပတ်စံရနေပြီဆိုရင်ဒါလိန်နေတာပဲလို့အုံနောက်ကတွေးပြီးသားဒါပေမဲ့ play to earn လို့ခေါ်တဲ့ game တွေပေါ့နော်ပတ်စံရှာတဲ့ game တွေကိုတွင်တွင်ကြဲကြဲဆောက်ပြီးတော့တကယ်လဲပတ်စံရနေတဲ့သူတွေများလာတဲ့အခါမှာကျွန်တော်လဲစမ်းကြည့်အောင်မှာပေါ့နော်စမ်းကြည့်အောင်မှာဆိုတာထက်ဒါနဲ့ပတ်သက်ပြီးတော့လေးလာကြည့်အောင်မှာလို့ကျွန်တော်လိုက်ပြီးတော့ဆက်စုကြည့်တယ်ပေါ့ဒီနေ့ဗီဒီယိုကအဲ့ဒီကျွန်တော်ဆက်စုလိုက်လို့ရလာတဲ့အချက်လေးတွေကိုပြောပြမှာ